မင်္ဂလာပါခင်ဗျာယနေ့နောက်ဆုံးရပြည်တွင်းတော်လှန်ရေးနဲ့စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့သတင်းတွေကိုမတင်ဆက်ပေးခင်မှာတော့လက်ရှိစစ်ရေးအခြေအနေမှာအရေးပါတဲ့နေရာတစ်ခုဖြစ်လာနေတဲ့ AR တိုင်းရေကြီးမြို့နယ်ကဖြစ်စဉ်တွေကိုတုံ့တက်တင်ပြပေးလိုပါတယ်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်နိုင်ခဲ့တဲ့အာရခတော်တော် AA ဟာအခုဆိုရင်တော့ပထဝီနိုင်ငံရေးအရာအရေးပါတဲ့ AR တိုင်းအတွင်းကိုစစ်ရေးလှုပ်ရှားမှုတွေချဲ့တွင်းလာနေပြီလို့လည်းသိရပါတယ်တရင်နေရဆိုရင်တော့ AR တိုင်းရေကြီးမြို့နယ်ကမြောက်ဆက်အမြောက်တဲ့အမတ344အနီးမှာရက်ဆက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရှိရပါတယ်။အထူးခြားဆုံးအချက်ကတော့မဲလ9ရက်နေ့နဲ့10ရက်နေ့တွေမှာ AA ပူးပေါင်းတပ်ဖွဲ့တွေဟာအမတ344ရဲ့ကာကင်းစကန်တချို့ကိုလည်းတိမ်မိုက်နိုင်ခဲ့တဲ့ဆိုတဲ့အချက်တွေပါပဲ။ဒီနေရာမှာစဉ်းစားစရာကောင်းတာကတော့ AA နဲ့နှီးစပ်နေတဲ့ဒေသခံရဲ့ပြောစကားအရတိမ်ပိုက်လိုက်တဲ့ကာကင်းစကန်တွေဟာတာမန်စကန်တွေမဟုတ်ဘူးဆိုတာပါပဲ။ပထမဦးဆုံးကာကင်းစကန်ဆိုရင်တော်တော်ကြီးပြီးတော့လက်နက်ကြီးတွေပါအထိုင်ချထားတယ်လို့ဆိုကြပါတယ်။စစ်ကောင်စီဘက်ကတပ်သားတွေထွက်ပြေးသွားချိန်မှာတော့အဲ့ဒီလက်နက်ကြီးတွေနဲ့လက်နက်ငယ်တွေကိုပါတင်စီရမိခဲ့တယ်ဆိုတော့ AA ရဲ့လက်နက်အင်အားဟာပုံမူပြီးတော့ကောင်းမွန်လာနိုင်တယ်လို့ခံမှန်းမိပါတယ်။ဒီတိုက်ပွဲတွေကိုမြေပုံပေါ်မှာချကြည့်ရရင်တော့ပို့ပြီးတော့ရှင်းလာမှာပါ။အမတ344ဟာရိုးမတောင်ကြီးအနီးနားမှာတည်ရှိပြီးတော့စစ်ကောင်စီဟာအဲ့ဒီကနေမှတဆင်ရိုးမတောင်ဘက်ကိုကာကင်းတွေတိုးချဲ့ဖို့အတွက်စူးစမ်းခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့AAပူးပေါင်းတပ်ဖွဲ့တွေကတော့အဲ့ဒီစစ်ကြောင်းတွေကိုဖျက်တောက်တိုက်ခိုက်နေတာဟာဖေဖော်ဝါရီလနောက်ဆုံးပတ်ကလေးကပါဒီတိုက်ပွဲတွေရဲ့နောက်ွယ်မှာတော့ရခိုင်ပြည်နယ်နဲ့ AR တိုင်းကိုဆက်သွယ်ထားတဲ့မဟာဗျူဟာကျတဲ့နယ်မြေတွေကိုထိန်းချုပ်ဖို့အတွက်ပိုင်ဆိုင်မှုတစ်ခုရှိနေတယ်လို့လည်းယူဆကြပါတယ်အခုဆိုရင်ကွာရွှေတောင်ရန်ကမ်းခြေတစ်လျှောက်ရခိုင်ရိုးမတောင်ကြီးတစ်လျှောက်နဲ့ပတ်သိမ်မုံရွာလမ်းမတစ်လျှောက်မှာအဲ့ဒီနေရာတချို့ကို AA ကထိန်းချုပ်ထားနိုင်ပြီဆိုတော့စစ်ကောင်စီအတွက်အလွန်ကိုမှစိုးရိမ်ရကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်အမတ344အနီးကကြေးရွာတွေမှာနေထိုင်သူတွေဟာနေတိုင်းနီးပါစစ်ကြောင်းထိုးတံတွေလက်နက်ကြီးတံတွေနဲ့စူညံနေရပြီးတော့ဘယ်နည်းပြေးရမလဲဆိုတဲ့စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ပို့ဆိုးတာကတော့မနေ့ကမနက်ကဂျက်ဖိုက်တာ2စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပါပဲ။ရွာတွေဘက်ကိုလာချမှာကိုစိုးရိမ်တယ်လို့ဒေသခံတူကလည်းပြောပြသလိုလေကြောင်းတိုက်ခိုက်မှုတွေဟာအရက်သားတွေအတွက်အဓိကချိန်ချောက်မှုကြီးဖြစ်တယ်လို့လည်းပြောပြလာပါတယ်။ဒါဟာရေကြီးမြို့နယ်တစ်ခုတည်းမဟုတ်ပါဘူး။လေးမျက်နှာနဲ့တာပေါင်းမြို့နယ်တွေမှာလည်းအလားတူပါပဲ။စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေဟာတောင်ရလုပ်ငန်းတွေမလုပ်နိုင်တော့ဘဲနဲ့စားနပ်ရိက္ခာနဲ့စေဝါအခက်အခဲတွေကိုပါရင်ဆိုင်နေကြရပါတယ်။စစ်ရေးလေးလာသူတူရဲ့တုံးသက်ချက်အရကတော့စစ်ကောင်စီဟာအထိနာတဲ့အတွက်လေကြောင်းကနေပုံမပြီးတော့အားကိုးလာနိုင်တယ်လို့လည်းဆိုလာပါတယ်။တစ်ဖက်မှာလည်းအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခပါဝင်အခြားတပ်ရင်းတွေကနေလည်းရေကြီးလေးမျက်နှာနဲ့တာပေါင်းဒေသတွေကိုအင်အားနဲ့လက်နက်တွေဖြည့်တင်းပေးနေတယ်လို့လည်းသိရှိရပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာရခိုင်ဘက်ကိုတံပြန်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့ AA ရဲ့ဖျက်တောက်မှုတွေကြောင့်မအောင်မြင်ဘူးလို့လည်းဆိုပါတယ်။ဒီတော့လက်ရှိအခြေအနေတိုင်းဆိုရင်တော့ရေကြီးဒေသမှာတိုက်ပွဲတွေဟာပုံမပြင်းထန်လာဖို့ပဲရှိပါတယ်။ကျွန်တော်တို့အနေနဲ့တုံးသက်ကြည့်ရင်တော့လက်ရှိဖြစ်ပွားနေတဲ့ရေကြီးတိုက်ပွဲဟာတာမန်တိုက်ပွဲတစ်ခုမဟုတ်ဘဲနဲ့အနာဂတ်မှာ AR တိုင်းရဲ့လုံခြုံရေးအခြေအနေကိုပြောင်းလဲပြစ်နိုင်မဲ့အချက်ချာကျတဲ့တိုက်ပွဲတစ်ခုလို့ထင်မိပါတယ်။ရခိုင်ပြည်နယ်ကိုအပိသက်ထိန်းချုပ်လို့နေပါဖြစ်နေတဲ့ AA အတွက် AR တိုင်းကမြေပြင်ဟာနောက်ထပ်စီးရီတိုးချဲ့ရမယ်နယ်မြေတစ်ခုဖြစ်လာနေပါပြီ။စစ်ကောင်စီကလည်းဒီနေရာကိုလက်မလျှော့ခြင်းတဲ့အတွက်အာရင်တွေအစမပြတ်ဖြစ်တင်းနေကြတာပါဒီစစ်ပွဲရဲ့ဗဟိုချက်မှာကြံရစ်ခဲ့တဲ့အရက်သားပြည်သူတွေကတော့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကြောက်လန့်မှုစားနပ်ရိက္ခာပြက်လက်မှုနေရစွန့်ခွာထွက်ပြေးရမှုစတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်နေကြရပါတယ်ဒီတိုက်ပွဲတွေဘလောက်ကြကြဘလောက်ပြင်းထန်ထန်ဖြစ်မလဲဆိုတာကိုတော့အချိန်ကသာအဖြေပေးပါလိမ့်မယ်ဆက်ဆက်တဲ့ပုတ်ရကတော့ပဲခူးတိုင်းအရှေ့ပိုင်းညောင်လဲပင်မြို့နယ်ပိန်းစလုံမြို့အနီးမှာစစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ဒေသခံရာနဲ့ချီတဲ့အရေးအတွက်ကိုတော်လန်ရေးတပ်ပေါင်းဆောင်ကစစ်စင်ရေးတစ်ခုနဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့သတင်းတွေအရသိရှိရပါတယ်။ဖြစ်စဉ်သေးစိတ်ကိုပြောပြရမယ်ဆိုရင်တော့မဲလ9ရက်နေ့မနက်ပိုင်းကစစ်ကောင်စီဟာပိန်းစလုံမြို့အရှေ့ဘက်4မိုင်လောက်အကွာကကြောင်ကုန်းနဲ့ရေရင်းကုန်းရွာကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲဒီလိုဝင်ရောက်စီးနင်းခဲ့တဲ့အချိန်မှာဒေသခံပြည်သူ160ထက်မနည်းကိုလည်းဖမ်းဆီးသွားမိခဲ့တယ်လို့ KNU နဲ့ NUG ပဲခူးတိုင်းစစ်ဌာနချုပ်တို့ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားကြပါတယ်။ဒါပေမဲ့ဖမ်းဆီးခံရသူအရေးအတွက်နဲ့ပတ်သက်လို့ကတော့ကိန်းဂဏန်းတွေကွဲလွဲမှုတွေရှိနေကြပါတယ်။ KNU ဘက်က160လို့ဆိုပေမဲ့ပဲခူးတိုင်းစစ်ဌာနချုပ်ဘက်ကတော့300ကျော်ဖမ်းဆီးခံရတယ်လို့လည်းဆိုလာပါတယ်။အဆိုပါဖမ်းဆီးခံရသူတွေဟာရေရင်းကုန်း၊ကြောင်းကုန်းနဲ့ဝက်ချဲရွာတွေကဒေသခံတွေဖြစ်တယ်လို့လည်းဒေသတွင်းသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်ခင်ဗျာ။ဒီလိုအဖမ်းခံရသူတွေကိုပြီးခဲ့တဲ့မတ်လ9ရက်နဲ့10ရက်ညပိုင်းမှာ NUG ရဲ့ပဲခူးတိုင်းစစ်ဌာနလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်စင်ရေးတစ်ခုနဲ့ကယ်ထုတ်နိုင်ခဲ့တာပါ။အဲ့ဒီကယ်ဆယ်ရေးစစ်စင်ရေးအတွင်းမှာပဲ KNL ရဲ့ရဲဘော်2ဦးနဲ့ PDF တပ်ဖွဲ့ဝင်10ဦးကြာဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်
အခုလက်ရှိအချိန်ဒီကတော့ရေတွင်ကုန်းနဲ့ကြောင်ကုန်းရွာတွေမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေစေဖြစ်တယ်လို့လည်းသတင်းရင်းမြစ်တွေစီကနေဆိုလာပါတယ်။အခုလိုစစ်စင်ရေးလှုပ်ဆောင်ခဲ့တဲ့စစ်ကြောင်းမှာပဲခူးအခြေဆိုင်တပ်မ89လက်အောက်ခံတပ်တွေညောင်လေးပင်အခြေဆိုင်ခမာရ20ပိတ်စလုတ်အခြေဆိုင်ခလာရ264နဲ့ကညွတ်ကွင်းအခြေဆိုင်ခမာရ439တပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြေပြင်ရဲ့အခြေအနေတွေကိုသိရှိသူတွေရဲ့ပြောပြချက်အရကတော့စစ်ကောင်စီတပ်ဟာမက်လ9ရက်နေ့မနက်ပိုင်းကတည်းကအင်အား100စီပါတဲ့စစ်ကြောင်း၄ကြောင်းနဲ့ကြောင်ကုန်းရွာဘက်ကနေဝင်ရောက်လာခဲ့တာဖြစ်ကြပါတယ်။အဲ့ဒီလိုဝင်ရောက်လာချိန်မှာဒေသခံတွေကိုဖမ်းဆီးရင်းနဲ့လေကြောင်းကနေပစ်ခတ်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်အရက်သားဒေသခံတွေတိတ်ဆုံးခဲ့ကြရတယ်လို့လည်းသိရှိရပါတယ်။အခုလိုဖြစ်ရမျိုးဟာစစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအဖြစ်ရှုမြင်ကြရပြီးတော့ဒေသခံပြည်သူတွေအနေနဲ့အလွန်စိုးရိမ်ပူပန်နေကြရတဲ့အခြေအနေတစ်ခုလည်းဖြစ်နေပါတယ်။နောက်ထပ်ရရှိလာတဲ့သတင်းတပုတ်ရကတော့မြန်မာနိုင်ငံမြောက်ပိုင်းရှမ်းပြည်နယ်ရဲ့အရှေ့ပိုင်းဒေသမှာ TNLA တပ်နဲ့ကိုးကန့်တပ်ကြားစစ်ရေးတင်းမာမှုတွေဆက်လက်မြင့်တက်နေကြပါတယ်။ဒေသတွင်သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရကတော့ကုတ်ခိုင်မြို့နယ်အတွင်းမှာကိုးကန့်တပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေကပုံမပြင်းထန်လာပြီးတော့နှစ်ဖက်ကြားပြည်လည်မှုတွေရှိနေဖို့ဆွေးနွေးမှုတွေလုံးဝမရှိသေးဘူးလို့သိရပါတယ်။ TNLA တပ်ရဲ့အုပ်ချုပ်ရေးလက်အောက်မှာရှိတဲ့ကုတ်ခိုင်မြို့ပေါ်ကကိုးကန့်တပ်ဖွဲ့တွေကိုဖယ်ရှားဖို့ကြိုးပမ်းမှုကနေစတင်ခဲ့တဲ့ဒီပဋိပက္ခဟာတလနီးပါးကြာမြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိအချိန်ထိကတော့အခြေအနေတွေကမပြေလည်သေးပဲနဲ့ကုတ်ခိုင်မြို့ပတ်ဝန်းကျင်ကကြေးရွာတော်တော်များများမှာနှစ်ဖက်စလုံးကတပ်ဖွဲ့ဝင်တွေဟာထောင်ထဲချီပြီးတော့အချင်းချင်းမျက်နှာချင်းဆိုင်တပ်ဆွဲထားကြတယ်လို့လည်းဒေသခံတွေစီကသိရှိရပါတယ်။ဒီကနေ့နောက်ဆုံးရသတင်းတွေအရမနေ့ကမွန်လွယ်ပိုင်းမှာကိုးကန့်တပ်ဖွဲ့တွေဟာတိတ်နီကုတ်ခိုင်လမ်းပိုင်းကိုပိတ်ဆို့ခဲ့ပြီးတော့ကုတ်ခိုင်မြို့အနီးကမန်းပြိန်ကြေးရွာစီကိုတပ်ဖွဲ့ဝင်300လောက်တိုးချဲ့ထားတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကုတ်ခိုင်ဒေသစီရေးအခြေအနေကိုအနီးကလေ့လာသူတူကအခုလိုပြောပြလာပါတယ်။တရင်တပ်ဘက်ကတော့ကုတ်ခိုင်မြို့ကိုအခိုင်အမာကာကွယ်သွားမယ်ဆိုပြီးတော့ခုခံစစ်အပြည့်နဲ့အသင့်ပြင်ထားတဲ့အနေအထားမျိုးရှိနေပါတယ်။ဒီရက်ပိုင်းမှာကုတ်ကန်တပ်ဘက်ကကုတ်ခိုင်မြို့အနီးစီရေးလှုပ်ရှားမှုတွေပုံမူများပြားလာကြပါတယ်။သူတို့တွေဟာရှေ့တိုးလာတာနဲ့အမျှစီရေးတင်းမာမှုကလည်းအမြင့်ဆုံးအဆင့်ကိုရောက်ရှိလာပါတယ်။ဘယ်အချိန်မှဆိုကြီးစံတွေစပစ်မိတာထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့အလွန်စိုးရိမ်ပူပန်နေရတဲ့အခြေအနေကိုရောက်ရှိလာနေပါပြီ။ဒေသခံတွေရဲ့ပြောပြချက်ကိုကိုးကားရရင်တော့တရင်တပ်ဖွဲ့ဟာမြို့ဘက်ဝန်းကျင်ကသူတို့ရဲ့စစ်စခန်းတွေမှာအင်အားဖြည့်တင်းထားတယ်လို့ကိုးကန်တပ်ဖွဲ့တွေဘက်ကလည်းမြို့အနီးနဲ့တရင်တပ်စခန်းတွေအနီးမှာကရုတ်ချင်းဘုံခိုချင်းတွေနဲ့အတူတပ်စခန်းအသစ်တွေကိုပါတိုးချဲ့တိစောက်နေတယ်လို့သိရှိရပါတယ်။အဆိုပါလေးလာသူကပဲဆက်လက်ပြီးတော့ပြောပြချက်အရကတော့နှစ်ဖက်ဗဟိုအစဉ်ချင်းပုံမှန်ဆက်သွယ်ဆွေးနွေးမှုတွေလိုအပ်နေပြီးတော့ဒီလိုအငင်းပွားမှုမျိုးကိုလက်နက်အားကိုနဲ့ဖြည့်ရှင်းလို့မရနိုင်ဘူးလို့လည်းသုံးသပ်ပြောဆိုထားပါတယ်။သတင်းတွေအရကတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကလည်းကုတ်ခိုင်မြို့အရှိဘက်မန်ချက်ကျေးရွာအုပ်စုအနီးနားမှာကိုးကန်တပ်ဖွဲ့တွေကစစ်ကြောင်းထိုးပြီးတော့တရင်တပ်ဖွဲ့ဝင်9ဦးကိုဖမ်းဆီးကလက်နက်တွေတင်စီသွားခဲ့ဖူးပါတယ်။ပြီးခဲ့တဲ့မက်လာပထမအပတ်မှာလည်းတာမွန်ရဲလမ်းပိုင်းမော်ဟန်ကျေးရွာအုပ်စုအနီးနားက TNLA တပ်စခန်းကိုကိုးကန်တပ်ဖွဲ့တွေကတနက်နဲ့6ချက်ခန့်ပစ်ခတ်တယ်လို့လည်းဒေသခံတွေစီကနေသိရှိရပါတယ်။တစ်ဖက်မှာလည်းမန္တလေးတိုင်းကတော်လန်ရေးအင်အားစုတွေရဲ့နောက်ဆုံးကြံရှိခဲ့တဲ့ထင်းချုပ်ရေးနယ်မြေဖြစ်တဲ့တကောင်းမြို့ကိုစစ်ကောင်စီတပ်ကတင်ပိုက်လိုက်ပြီးပဲဖြစ်ပါတယ်။ယမန်နေ့မလ10ရက်နေ့မနက်ပိုင်းမှာစစ်တပ်ဟာတပ်ရင်ရအပြည့်စုံနဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာကြောင့်တကောင်းမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေစီကနေအတည်ပြုထားပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့ကတည်းကစတင်ခဲ့ပြီးတော့တကောင်းမြို့ကိုထိုးစစ်ဆင်ဖို့ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်တပိတ်ချင်းမြို့နယ်တွင်းငယ်ရွာအနီးကအမှတ်73တပ်မတော်တမ်းမြင့်လေးကျင်ရင်တင်တဲ့ကြောင်းတတက73ကနေမြောက်ဘက်ကိုမိုင်30ကျော်ဖြတ်ကျော်ပြီးတော့ခြိတက်လာတာလည်းဖြစ်ကြပါတယ်။စစ်တပ်ရဲ့ဝါဒဖြန့်မှုတွေအရဆိုရင်တော့ဖေဖော်ဝါရီလ18ရက်နဲ့18ရက်နေ့တွေမှာတပိတ်ချင်းမြို့နယ်တွေကရှာတော်ဘနွယ်နဲ့ဒေါင်းပုံရွာတွေကိုစစ်တပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီဒေသတွေကတော့မန္တလေးပုံမော်ကားလမ်းမကြီးတွေပေါ်မှာရှိတဲ့ AR မြစ်အရှိတ်ဘက်ခြမ်းကစီရေးအချက်ချာကျတဲ့နေရာတစ်ခုလည်းဖြစ်ကြပါတယ်။ရှာတော်ရွာဆိုတာကအင်ဂျီ400လောက်ရှိတဲ့စိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကိုအဓိကထားပြီးတော့လုပ်ကိုင်ကြတဲ့ကြေးရွာကြီးတွေရွာဖြစ်ပြီးတော့ဘနွဲနဲ့ဒေါင်းပုံကြေးရွာတွေကတော့တွင်းငယ်မိုးမိတ်လမ်းပေါ်မှာတည်ရှိကြတာပါ။အဲ့ဒီရွာတွေကိုဖျက်ချော်ပြီးတဲ့နောက်မှာပဲစစ်တပ်ဟာတကောင်းမြို့နယ်နယ်နိမိတ်အတွင်းကိုစတင်ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။မက်လ3ရက်နေ့မှာတော့တကောင်းမြို့ရဲ့တောင်ဘက်12မိုင်ကျော်အကွာကမင်းကုန်းရွာကိုတိမ်ပိုက်နိုင်ခဲ့ပြီးတော့အဲ့ဒီကနေမှတဆင်မက်လ6ရက်နေ့မှာတော့လက်ပံကုန်းရွာနဲ့ AR မြစ်အရှိတ်ဘက်ကန်းကရေရင်ရွာတွေကိုထပ်မံပြီးတော့တိမ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီလိုနဲ့မက်လ10ရက်နေ့မှာတော့တကောင်းမြို့တစ်မျိုးလုံးကိုစစ်ကောင်စီလက်ထဲကျရောက်သွားရပါတော့တယ်။တကောင်းမြို့ဟာမဟာဗျူဟာရအရန်ကိုမှအရေးပါတဲ့နေရာမှာတည်ရှိနေတာကြောင့်ဒီမြို့ကိုလက်လွတ်မခံရအောင်လို့အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အနေနဲ့လည်းမန္တလေးခရိုင်တပ်ရင်းတွေကြောက်ဆက်ခရိုင်တပ်ရင်းတွေနဲ့နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအဖွဲ့ပေါင်းစုံနဲ့ပြင်းပြင်းထန်ထန်ခုခံကာကွယ်ခဲ့ကြပါတယ်။ တ
ဒါပေမဲ့လည်းလက်နက်အင်အားမမျှတတာကြောင့်နောက်ဆုံးမှာတော့မြို့ကိုစစ်ကောင်စီကသိမ်းပိုက်သွားခဲ့တာလည်းဖြစ်ပါတယ်။စစ်ရေးလေးလာတုံးသက်သူတွေရဲ့အဆိုအရကတော့စစ်ကောင်စီဟာမန္တလေးတိုင်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့နောက်ထပ်တစ်ဆင့်အနေနဲ့ကချင်ပြည်နယ်ကိုဥတီတိုက်ခိုက်လာပွဲရှိနေပါတယ်။ဒါအပြင်အေရရီမြေကြောင်တစ်လျှောက်အပြည့်အဝစိုးမိုးနိုင်ရေးကိုပါလှုပ်ဆောင်လာနိုင်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းကိုပါဆက်သွယ်မှုပြတ်တောက်အောင်လို့ဖန်တီးနိုင်တဲ့မဟာဗျူဟာတစ်ခုလို့လည်းတုံ့သက်ထားကြပါတယ်။လက်ရှိအခြေအနေအရစကိုင်းတိုင်းအတွင်းမှာတော့NUG ရဲ့ထိန်းချုပ်နယ်မြေတွေကြန့်ရှိနေပါသေးတယ်။အထူးသဖြင့်ကတော့ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့အင်းတော်မော်လူရွှေပြည်အေပင်လယ်ဘူးစတဲ့မြို့တွေအပြင်မြို့တစ်နယ်ခမ်းပတ်မြို့တွေလည်းပါဝင်ပါတယ်။ဒါပေမဲ့မန္တလေးတိုင်းတစ်ခုလုံးမှာတော့တော်လန်ရေးအင်အားစုတွေရဲ့ခြေကုပ်ရောက်ထားတဲ့မြို့တွေဟာတမျိုးမှမရှိတော့ဘူးလို့လည်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ဆွေးနွေးသွားမယ့်နိုင်ငံတကာသတင်းအကြောင်းအရာကတော့အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ရဲ့အီရန်စစ်ရေးအတွင်းကကုန်ကျစရိတ်တွေအကြောင်းပါဒီစစ်စင်ရေးအတွက်ကုန်ကျစရိတ်ကိုတရံဝင်အနေနဲ့ထုတ်ပြန်ခြင်းတော့မရှိသေးပါဘူးဒါပေမဲ့နိုင်ငံရေးဗတ်မလိုက်တဲ့သုတေသနအဖွဲ့တစ်ခုရဲ့ခံမှန်းချက်အရဆိုရင်တော့စစ်စင်ရေးစတင်တဲ့ပထမဆုံး၄ရက်အတွင်းမှာတရက်ကိုအမေရိကန်ဒေါ်လာတန်း900နီးပါးစုစုပေါင်းဆိုရင်တော့ဒေါ်လာ3.8ဘီလီယံလောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးကုန်ကျစရိတ်မြင့်မားရတဲ့အဓိကအကြောင်းရင်းတွေကတော့မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးစင်တာ CSIS ရဲ့လေ့လာချက်အရဆိုရင်တော့လွန်ခဲ့တဲ့10ရက်လောက်ကစတင်ခဲ့တဲ့ကနဦးတိုက်ခိုက်မှုတွေမှာအမေရိကန်ဘက်ကအီရန်နိုင်ငံအတွင်းကပြစ်မှတ်တွေကိုတိကျတဲ့ဒုံးကျည်ပေါင်း2000လောက်နဲ့အတုံပြုခဲ့လို့ပဲဖြစ်ပါတယ်။ CSIS ရဲ့တုံ့ပြန်ချက်အရကတော့ဒီကုန်ကျစရိတ်အချို့ကိုဘတ်ဂျက်ထဲမှာကြိုတင်ထည့်သွင်းထားပေမဲ့အများစုဖြစ်တဲ့ဒေါ်လာ3.5ဘီလီယံလောက်ကတော့မူလဘတ်ဂျက်မှာမပါဝင်ခဲ့ဘူးလို့လည်းဆိုထားပါတယ်။ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တစ်ခုကတော့ပြစ်လွတ်ခဲ့တဲ့ဒုံးကျည်2000ထဲမှာဒဇင်းကိုဒေါ်လာ2တန်းကျော်တန်ဖိုးရှိတဲ့ Tomahawk Cruise ဒုံးကျည်ဘယ်လောက်ပါလဲဆိုတာကိုအတိအကျမသိရသေးပါဘူး။ဒါအပြင်ကူဝိတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့မိမိဘတ်ချက်မှားယွင်းမှုပြစ်ခတ်မှုကြောင့်ပျက်စီးသွားတဲ့ F-15 တိုက်လေယာဉ်3စီးရဲ့တန်ဖိုးကိုလည်းထည့်တွက်ရအောင်ပါပါ။အဲ့ဒီတိုက်လေယာဉ်တစ်စင်းကိုတော့ဒေါ်လာ31တန်းလောက်တန်ဖိုးရှိတယ်လို့လည်းခံမှန်းရပါတယ်။နောက်ထပ်ကုန်ကျစရိတ်တစ်ခုကတော့တပ်ဖွဲ့ဝင်တွေကိုအရေးပေါ်စုဖွဲ့ပြီးတော့စစ်လို့ရတဲ့ကုန်ကျစရိတ်ပါ။ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲသမ္မတထရန့်ဟာတပ်ဖွဲ့ဝင်9000လောက်တိုက်လေယာဉ်200နဲ့လေယာဉ်တင်သင်္ဘော2စင်းပါဝင်ရေတပ်သင်္ဘော12စင်းကိုအရှိပင်လယ်ဒေသကိုဆေလွတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့ကလွှတ်တော်ကော်မတီရှေ့မှောက်မှာစစ်ပွဲကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ရမှာတော့ပင်တဂွန်ရဲ့မူဝါဒဆိုင်ရာလက်ထောက်အတွင်းဝင် Average Kobe ကတော့အခုချိန်မှာအဖြစ်မပေးနိုင်သေးဘူးလို့ပြောကြားခဲ့ပါတယ်။ဒီမိုကရက်ပါတီဝင်တွေကတော့တရက်ကိုဒေါ်လာ1ဘီလီယံထိကုန်ကျနိုင်တယ်လို့ပြောဆိုနေပေမဲ့ဝေဖန်သူတွေကတော့ဒါဟာလက်တွေ့မကျဘူးလို့တုံ့ပြန်နေကြပါတယ်။ဘတ်ဂျက်ခံမှန်းချက်တွေအရဆိုရင်တော့အီရတ်စစ်ပွဲအပြင်းထန်ဆုံးကာလမှာတော့တရက်ကိုဒေါ်လာ300လောက်ပဲကုန်ကျခဲ့တာပါ။ဒါပေမဲ့ကနဦးကျူးကျော်မှုရဲ့ပထမဆုံးရက်ပိုင်းမှာတော့ကုန်ကျစရိတ်ကဘယ်လောက်ထိရှိခဲ့လဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။တရားဝင်ခံမှန်းချက်တွေကလည်းရေရှည်စစ်ပွဲကုန်ကျစရိတ်တွေကိုပဲအဓိကထားပြီးတော့လေ့လာလေးရှိတာကြောင့်အခုလိုမျိုးကာလတိုကုန်ကျစရိတ်ကိုတော့အတိအကျခံမှန်းဖို့ခက်ခဲနေကြပါတယ်။